အားလုံးမင်္ဂလာပါဗျာဒီနေ့တော့ဝါကောင်လာပြီးနေ့ဆိုတော့ဒါထဲမှာနင်းသီးပင်လေးတွေနဲ့စိတ်မန်းပင်လေးတွေနောက်ကြတော့ပရာသီးစပြက်ပင်လေးတွေစိုက်တယ်ဗျာနော်ကြီးငှက်လေးတွေစားဟိုနားမှာတော့ဆိုင်ကယ်လေးတွေလင်းငယ်10စီးရှိတယ်။အိုးမြင့်ဆုံးတောင်ကြီးပေါ့ဗျာကျွန်တော်သွားနေတဲ့တောင်ကြီးကိုတက်ချင်လို့တဲ့ဒီနေ့လူ20ကျော်လိုက်ပို့လိုက်တယ်ဗျလမ်းပြ2ယောက်ထည့်ပေးတယ်ပေါ့ဘာလို့လဲဆိုတော့ရေးကြောင်းဆိုရင်လမ်းတီးတဲ့လူကတယောက်ယောက်ဘာနေဆင်းလာလို့ရအောင်တယောက်တည်းဆိုဆင်းမပြေဘူး2ယောက်ထည့်ပေးလိုက်တယ်နောက်ကြီးကကျွန်တော်ရဲ့ဒေနာခြံသားနေလှမ်းပြီးတော့ဖုန်းနဲ့လှမ်းပြောတယ်ဘယ်တောင်ကုန်းကမြူတွေလင်းနေတယ်ဘယ်တောင်ကုန်းကိုတက်တကယ်တမ်းဒီဘက်မှာရေတကွန်တောင်မှာတက်စီရဆိုရင်တောင်ကုန်းကထူးမဝင်းကျင်ကတောင်လေးတော့မပါဘူးပေါ့ဗျာထူးမဘက်ကလည်း10လုံးကျော်လောက်ရှိတယ်တောင်ဒီဘက်မှာတောင်တက်မယ်ဆိုရင်26လုံးလောက်ရှိတယ်ဒီလိုကမူးတွေပေါ့ဗျာနော်ဒါဒီတောင်ဆိုလဲရှူကင်းတအားလှတယ်မန္တလေးမြို့သူတို့ကတော့ခုတက်တာကတော့ဟိုးကြားလေးတွေကမြင်းဒီကုန်းတောင်အမမြူတွေဆိုင်အမစောပိုင်းကျွန်တော်ဖုန်းလန့်ဆက်ပြီးသူတို့ဘာမှမမြင်ရသေးဘူးတဲ့အေးမမြင်ရဘူးလို့နောက်ထပ်နိုင်ဝက်တနားရီလောက်မှလင်းပါလို့ခုနည်းနည်းလင်းလိုက်သူတို့မြူတွေထဲမှာထမင်းစားနေတယ်ပေါ့ဗျာနော်အမနောက်နေ့ဆိုရင်တော့ကျွန်တော်က2020ခုဆိုရင်တော့အဲ့တောင်ကြီးမှာတဲလေးစောက်ရေလေးတူးပြီးတော့ရလန်းလေးနည်းနည်းဖောက်မယ်ပေါ့ဗျာလူတက်တဲ့လန်းလေးစောက်ထိုးကြီးမဖြစ်အောင်ခုကစောက်ထိုးကြီးတက်ကြတာအဲ့တောင်တွေကနာမည်ဘလို့မှမခွန်နဲ့တူးစတုပ်လို့တူးစတုပ်ဆက်တယ်လို့ပဲဘာလို့အောင်ဆိုလီပါဆွဲရဆွဲသလောက်မီးခိုးတွေထွက်တယ်အဲ့တောင်တက်ပြီးလို့အိမ်ပြန်ရောက်ရင်ကျွန်တော်တို့ငယ်ငယ်ကဘာကြီးရဲ့မီးဖို့ကြောင်လို့ပဲကြက်ခိုးတွေဆွဲသွားမယ်မဲ့မောင်သွားမယ်အဲ့လိုပဲဗျာနော်ဒါလူငယ်တွေကိုဒီလိုတောတောင်တဘာဝတွေစိတ်ဝင်စားပြီးတက်တာတွေကိုရန်သဘောကြတယ်ဒါကျမ်းမာရေးအတွက်ကိုလက်ကြံ့ခိုင်ရေးအတွက်ကောင်းတယ်အဲ့လိုတက်ရင်လည်းမှဘယ်တစ်ပင်တွေဘလို့စောင့်ရှောက်ရင်ကောင်းမလဲဘယ်နေရာငါဘလို့တွေကုညီနိုင်ရင်ကောင်းမလဲဆိုရယ်တွေးလေးတွေဝင်တော့တိတ်ကောင်းတာပေါ့ဗျာနော်အဲ့တောင်တိုင်းမှာဆိုရင်မြင့်ဆုံးတောင်မှာကျွန်တော်တရေရှိတယ်ရေပီပါတွေရှိတယ်မိုးရေတုံးရတာနော်အဲ့တောင်ကြီးမှာဆိုနတ်တဖြူပင်ပေါင်း300ကျော်စိုက်ထားတာ200လောက်ရှင်တယ်ဗျာနော်ဒါကျွန်တော်တက်နိုင်သလောက်စောက်ထိန်းတာပါလို့နော်အဲကြောင့်မို့အားလုံးနောက်နှစ်ကတော့တက်လို့ရအောင်ကျွန်တော်300လောက်နဲ့လူတက်လန်းလေးပေါ့ဗျာနည်းနည်းရစ်လန်းလေးတွေဖောက်ပေးမယ်လို့အားလုံးအတွက်ပျော်ရွှင်အောင်လို့နောက်ပြီးကြတော့တဘာဝတောတောင်နေနဲ့မန္တလေးမြို့ကြီးနဲ့ညီဝင်းကျင်မှာတဘာဝတောတောင်နေနဲ့ထိတွေ့လို့ရတဲ့နေရာကတော့ဒီနေရာမှန်ဆုံးပါပဲဗျာနော်အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါသည်ကျွန်တော်ခဏနေဖုန်းဆက်ကြည့်လိုက်ပဲဗျာနော်အမှသူကအဲ့ထဲမှာမြူတွေစိုင်းနေတဲ့ကြားထဲမှာသူရောက်နေတယ်ဗျာနော်အဲ့ဒါကတော့အဲ့တောင်ကျော်ထဲမှာဆိုရင်တော့တောင်4လုံးဟာသူနှိမ်ဆုံးပေါ့ဗျာမြင့်ဆုံးတောင်တွေကတော့အဲ့ဘက်မှာသူကမြင့်ဆုံးတောင်တွေကရှုခင်းရမမြင်အောင်ဆိုတော့ဒီလိုဝါးပင်တွေတစ်ပင်တွေကမိုးနေလို့မမြင်ရတာဟိုတောင်ကကြဘာလို့မြင်ရတော့ဆိုတော့သူကငကူကလေးကကြောက်တောင်ကြီးဘာပင်မှမရှိဘူးမြတ်တော်ကြီးမို့လို့မြင်ရတာနော်ကဲ